တနတ်ဆိုတာတိုက်ဖို့တခုလည်းမဟုတ်ဘူးတနတ်ဆိုတာပြဖို့တနတ်ဆိုတာချိန်ချောက်ဖို့လည်းဖြစ်တယ်ဒါကြောင့်မလို့ငါတို့တိုက်ပွဲမပေါ်ဆောင်ရဘူးမတိုက်ရဘူးလားနော်ဒုံဆိုဒုံဝုံဆိုဝုံကျင်တဲ့ကလေးတွေအတွက်စိတ်ကိုလျှော့အားလုံးကပြည်သူတွေရဲ့အနာဂတ်ပြည်သူတွေရဲ့မျှော်လင့်ချက်ပြည်သူတွေရဲ့အိမ်ပြန်လန်းအားလုံးကဒီရဲဘော်လေးတွေရဲ့ပခုံးပေါ်မှာရှိနေတယ်ဆိုတာကိုပြန်ပြီးတော့တတိယစီချင်တယ်စိတ်တက်ကြပြီးရှောက်လုပ်လိုက်မှာဆိုလို့တချို့ဆိုလို့ရှိရင်အခုဂျိုကြားကြားနေရတာဒါတော့အများကြီးတော့မဟုတ်ဘူးတချို့တွေစစ်ကောင်စီနဲ့ပူးပေါင်းသွားတယ်ဆိုတဲ့ဟာလေးတွေကြားနေရတယ်ဒါပေမဲ့ဒီဘက်ကတယောက်ပူးပေါင်းတယ်တယောက်သွားပြီးတော့ဟာလက်နက်ချတယ်ဆိုလို့ရှိရင်ဟိုဘက်ကအများကြီးလူအယောက်400ဖြစ်အောင်သူတို့ကဖန်တီးပလိုက်တာမျိုးပေါ့အလိန်ညာသူတို့ဘက်ကလိန်တာပေါ့နော်ကိုဘက်ကပူးပေါင်းသည်ဖြစ်စေလက်နက်ကြသည်ဖြစ်စေမချသည်ဖြစ်စေသူတို့ကဒါမျိုးကဆက်ပြီးတော့လိန်နေမှာပဲဒါကသူတို့ကဘာကိုပြနေတာတလဲဆိုလို့ရှိရင်သူတို့ကဖိတ်ခေါ်နေတာပဲဒီမှာတွေ့လားတခြားလူတွေလည်းပူးပေါင်းလာပြီမင်းတို့လည်းပူးပေါင်းတော့ဆိုတဲ့ပုံစံမျိုးနဲ့ကျမတို့ရဲဘော်တွေအမျိုးမျိုးမြူဆွေဖျားယောင်းနေမှာပဲသူတို့ကဒါပေမဲ့စစ်ကောင်စီကဘယ်တော့မှကျမတို့တော်လန်ရေးသမားတွေကိုတတ်တတ်ညာညာဆက်ဆံခဲ့တာမရှိဘူးဆိုတာကိုတော့အောင်းထဲမှာထည့်ထားသူတို့အနုနီးနဲ့ခေါ်မယ်သူတို့လက်ထဲကိုရောက်ရင်သူတို့မှောက်ချင်မှောက်မယ်တွင်ချင်တွင်မယ်သူတို့လက်ခုံတွေကရေပဲဖြစ်သွားမယ်ဆိုတာကိုရဲဘော်တွေကိုသိစေချင်တယ်ဘာမှစိတ်တက်ကြပြီးတော့ရှောက်ပြီးတော့မစင်စားနဲ့ပေါ့နော်အဲ့တော့လက်နက်ရှိတယ်ဆိုလက်နက်ရှိထားတယ်ဆိုတိုင်းတိုက်ရမယ်လို့မဆိုလို့ဘူးလက်နက်ကင်ထားတယ်ဆိုတိုင်းတိုက်မှတိုက်ပွဲဖြစ်မှမဟုတ်ဘူးလက်နက်ဆိုတာချင်းချောက်ဖို့ဖြစ်တယ်နော်ချင်းချောက်ဖို့ဖြစ်တယ်တိုက်ဖို့တခုတည်းအတွက်မဟုတ်ဘူးလိုအပ်ရင်တော့တိုက်ရတာပေါ့ရှင်ဒါပေမဲ့နိုင်ငံတနိုင်ငံမှာစစ်ဖြစ်လာပြီဆိုလို့ရှိရင်တယောက်နဲ့တယောက်ကတစ်ဖက်နဲ့တစ်ဖက်ကလက်နက်တွေစုဆောင်းကြတယ်ဆိုတာအဓိကတိုက်ဖို့ဆိုတာထက်ချင်းချောက်ဖို့ပြဖို့ပဲဖြစ်တယ်လက်နက်အင်အားပြမယ်လူအင်အားပြမယ်ဒါကြောင့်မလို့ကျမတို့ကတစ်ချိန်မှာတော့ဒီလက်နက်အင်အားတွေလူအင်အားတွေကလိုကိုလိုအပ်လာလိမ့်မယ်လိုအပ်လာတဲ့ချိန်ကျရင်အစင်သစ်ရှိနေဖို့လိုတယ်ဘာမှစိတ်တက်ကြကြမရှိဘူးအခုကျမတို့ကဖြစ်စေချင်နေတာကပြည်သူလူထုရဲ့မျှော်လင့်ချက်ပေါ့နော်ပြည်သူလူထုဘာဖြစ်ချင်တာလဲဆိုတော့ရဲဘော်တွေလည်းသိမယ်လို့ထင်တယ်နော်တာဝန်ရှိတဲ့လူကြီးတွေကိုလည်းသိစေချင်တယ်ပြည်သူလူထုကပေါင်းစည်းစေချင်တာခိုင်ခိုင်မာမာတိဆောက်စေချင်တာနောက်တစ်ခုကကျမတို့ကအရင်တော့ကျမတို့ရဲ့မျှော်လင့်ချက်ကတော့တစ်မျိုးပေါ့ရှင်အရင်တော့တိုင်းသားတွေနဲ့ဟာလာဗမာအင်အားစုတွေနဲ့တိုင်းသားအင်အားစုတွေနဲ့ဗမာတိုင်းရင်းသားပေါ့အပါဝင်ပေါ့တိုင်းရင်းသားအားလုံးလက်နက်ကိုင်အင်အားစုတွေအတူတူပူးပေါင်းပြီးတော့စစ်စီလုံးလုံးနဲ့ဆင်နွှဲစီခြင်းခဲ့ကြတာမျှော်လင့်ချက်လေးအဲ့ဒီပေါ်မှာကျမတို့ကအကြီးကြီးထားခဲ့ကြတာဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့တိုင်းရင်းသားလက်နက်ကိုင်တချို့ရဲ့လှုပ်လာတဲ့လှုပ်ရက်တွေပေါ့နောက်ွယ်မှာလက်မှတ်ထိုးတာဆွေးနွေးတာဂုံပြုမှတ်တမ်းဂုံပြုလွှာတွေပေးပို့တာချီကျူးစကားတွေပြောတာနေမီတွေပြန်ပေးရတာလောဝါချင်းရိုက်တာတရုတ်ပြောတာတွေရှောင်းနားထောင်တာအဲ့လိုမျိုးပေါ့ရှင်အဲ့လိုမျိုးတွေကြုံလာတဲ့အခါမှာကျတော့ကျမတို့ရဲ့မျှော်လင့်ချက်ကနောက်တစ်မျိုးပြောင်းသွားတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပြည်တွင်းထဲကအင်အားစုခိုင်ခိုင်မာမာဖြစ်လာဖို့ကိုကျမတို့ကမျှော်လင့်တာဆိုလိုတာကတိုင်းသားလက်နက်ကင်တွေကြားတဲ့ကိုဆက်ဆတော့ကကျမတို့ PDF တွေလူငယ်တွေအကုန်လုံးရောက်ခဲ့တဲ့စိတ်ပညာသင်ယူခဲ့ကြတယ်နောက်ပိုင်းမှာအမျိုးမျိုးပြိပခါတွေဖြစ်တယ်ထားပါတော့ဒါကတော့မြေပြင်ပြဿနာတွေဖြစ်တဲ့အတွက်အများကြီးမပြောချင်ဘူးပြည်သားတွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုပြဿနာတွေကြားထဲမှာကျမတို့ PDF တွေကရှင်သန်ခဲ့ရတယ်အသက်တွေလည်းပေးခဲ့ရတယ်အသက်မတည်ပဲကြံခဲ့တဲ့လူတွေကြတော့လေစိတ်တက်ကြရတဲ့အခြေအနေမျိုးတွေအများကြီးကြုံရတာပေါ့နော်အဲ့တော့ကျမတို့ကဒီအလဲပိုင်းထဲကအင်အားစုကိုခိုင်ခိုင်မာမာဖြစ်လာဖို့အတွက်ကိုကျမတို့ပြည်သူလူထုမျှော်လင့်တယ်တောက်လျှောက်လဲကျမတို့ကတော့အော်နေပါပဲအယူဂျီကိုလည်းဒါတွေကိုပြည့်စေခြင်းနဲ့လှုပ်စေခြင်းနဲ့အော်စေခြင်းနဲ့တစုတစည်းတဲ့အဓိကဗမာအင်အားစုနော်ဗမာအင်အားစုတစ်လစ်နဲ့ခိုင်မာမာနဲ့စစ်တပ်ကြီးတက်ဖြစ်လာဖို့ကိုကျမတို့ကမျှော်လင့်တာအရင်တော့တိုင်းသားအပါဝင်ပေါ့ဒါပေမဲ့အခုကတော့တိုင်းသားတွေဆိုတာကသူတို့နေမီကနေပြီးတော့မှသူတို့နေမီကိုထိန်းချုပ်ထားနိုင်ဖို့ဒါအဓိကဒါသူတို့လည်းကျမတို့ပြန်ပြီးနားလည်ပေးရမှာပေါ့လေသူတို့မှလည်းသူတို့ခက်ခဲနေသူတို့ရှိတယ်ဆိုတဲ့အခါကျတော့ကျမတို့ကဒီအလဲပိုင်းဗမာအင်အားစုကိုခိုင်မာမာဖြစ်စေချင်တာနော်အဲ့ဒီလိုဖြစ်လာဖို့စူးစမ်းနေကြလိမ့်မယ်လို့လည်းကျမယုံကြည်တယ်ဒါကြောင့်မလို့ရဲဘော်တွေ PDF တွေအဲ့ဒီတောထဲမှာရှိနေတဲ့လူမျိုးနေမြေမှာပဲရှိနေတဲ့ PDF တွေပဲဖြစ်ဖြစ်နော်အားလုံးကတနေ့နေ့တစ်ချိန်ချိန်ကြာရင်တော့အတူတူပေါင်းစည်းနိုင်ရေးကိုသွားလိမ့်မယ်ဆိုတော့ယုံကြည်ထားဖို့လိုတယ်တနေ့နေ့တစ်ချိန်ချိန်ကိုရောက်လာတဲ့အခါကျလို့ရှိရင်ချင်းတို့ရဲ့အင်အားတွေရဲဘော်လေးတွေရဲ့အင်အားတွေဒီကျမတို့ပြည်သူလူထုရဲ့မျှော်လင့်ချက်အနာဂတ်တွေဖြစ်လာမယ်လို့ကျမတို့ကတော့ယုံကြည်နေတယ်ဒါကြောင့်မို့ဘာမှစိတ်တက်မကြစေချင်ဘူးဘာကြောင့်ကျမကလက်နက်ဆိုတာတိုက်ဖို့တခုတည်းမဟုတ်ဘူးပြဖို့ထားတာလဲဆိုလို့ရှိရင်ကျမဥပမာလေးတစ်ခုနဲ့ပြောပြမယ်နော်ကျမတို့ကမ္ဘာပေါ်မှာစစ်ဖြစ်နေတဲ့နိုင်ငံတွေဘယ်နိုင်ငံပဲစစ်ဖြစ်နေအနုမြူဘုံနျူကလ িয়ার လက်နက်ကင်ဆောင်ထားကြတဲ့ပိုင်ဆိုင်ထားကြတဲ့နိုင်ငံတွေကအများကြီးပဲနိုင်ငံကြီးတွေရှိတယ်နော်ကျမတို့နိုင်ငံလည်းပိုင်ဆိုင်နေကြတာပဲဒီနျူကလ িয়ার လက်နက်ကိုဘာကြောင့်ပိုင်ဆိုင်နေကြတာလဲဆိုတော့သူကပြစ်ဖို့ခတ်ဖို့မဟုတ်ဘူးသူကအလှပြဖို့နော်ဆိုလိုချင်တာကချင်းချောက်ဖို့ပေါ့ရှင်ငါတို့မှဒါရှိရင်တော့မင်းမှရှိသလိုငါမှလည်းရှိရင်တော့ဆိုတော့ချင်းချောက်ဖို့အတွက်ဒီနျူကလ িয়ার ကိုအလူရက်ပိုင်ဆိုင်နေကြတာဖန်တီးကြတာဖြစ်တယ်ထုတ်လုပ်ကြတာဖြစ်တယ်နော်အဲ့လိုပဲကျမတို့တော်လန်ရေးကလည်းလက်နက်စုဆောင်းတယ်လူစုဆောင်းတယ်ဆိုတာကတိုက်ပွဲပေါ်ဆောင်သည်ဖြစ်စေမပေါ်ဆောင်သည်ဖြစ်စေနော်ကျမတို့ကအင်အားပြဖို့လိုအပ်တယ်လက်နက်ဆိုတာတိုက်ဖို့တခုလည်းမဟုတ်ဘူးပြဖို့လိုအပ်တဲ့အရာဝတ္ထုပစ္စည်းတစ်ခုဖြစ်တယ်အချိန်တန်လို့စကားပြောကြတဲ့အခါဘယ်သူနဲ့ပဲစကားပြောကျမတို့ရှိမှများတာဟုတ်အဖွဲရနော်
ဘယ်သူနဲ့ပဲစကားပြောပြောကျမတို့မှလည်းရှိတယ်ဆိုတဲ့ဟာကိုပြဖို့လိုရတယ်ဒါကြောင့်မလို့ကျမတို့ဗမာလူမျိုးစုကိုပဲကျမကအဓိကတောက်တင်းခိုင်မာတဲ့စစ်တပ်ကြီးတက်အဖြစ်မြင်ကျင်တာအဲ့ဒီလူမျိုးဖြစ်အောင်လဲစူးစမ်းကြပါလို့တိုက်တွန်းကျင်တာရဲဘော်တွေကိုလည်းစိတ်တမကြနဲ့တိုင်းသားလက်နက်ကင်နေကြတဲ့မှာအခုလောလောဆယ်မှာနေကြရတယ်အခြေအနေကနေနေကြရတယ်ဆိုပေမဲ့တစ်ချိန်မှာတော့ကျမတို့လူချင်းတဲ့အချိန်တစ်ခုကိုရောက်လာလိမ့်မယ်အဲ့လိုအချိန်ကြလို့ရှိရင်အားလုံးစုစည်းပြီးတော့ပေါင်းစည်းပြီးတော့တွားစီချင်တယ်ဒီလိုအချိန်မျိုးကိုပဲစိတ်ရှင်လက်ရှင်လေးနဲ့စောက်ပါစိတ်တကြကြမလိုဘူးလို့ပြောချင်တယ်